အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့လေဒီစီရင်အမြင့်ပေ8600မီတာအထိရောက်ခဲ့ပေမဲ့အသက်မသေခဲ့တဲ့သူအကြောင်းပဲဖြစ်ပါတယ်ချီလီယန်တောင်တန်းတွေပေါ်မှာလေကူးမြည်ရတဲ့မျိုးသားလေဒီစီနေတုန်းမှာမမျှော်လင့်မဲ့ပြင်းထန်တဲ့လေဝေတွေကိုရောက်သွားပြီးအမြင့်ပေ8600မီတာပေ2800ကျော်အထိမြင့်တက်သွားခဲ့ပါတယ်ဒီလိုအလွန်အမင်းမြင့်တဲ့အမြင့်မှာသူကအနှုတ်40ဒီဂရီစီနီဂရေးလောက်ထိအေးဆက်တဲ့အပူချိန်နဲ့အောက်ဆီဂျင်ပါဝင်မှုနည်းပါးတဲ့အခြေအနေတွေကိုရင်ဆိုင်ခဲ့ရပါတယ်သူကအောက်ဆီဂျင်မျက်နှာဖုံးမတက်ဆင်ထားတဲ့အတွက်မျက်နှာနဲ့ဝက်စားတွေမှာရေခဲတွေဖုံးလွှမ်းသွားခဲ့ပါတယ်။နှင်းကြိုက်တာနဲ့အောက်ဆီဂျင်မလုံလောက်တာတွေကိုခံစားခဲ့ရပေမဲ့သူကတတိမလစ်ပဲသူ့ရဲ့လေဒီကိုထိန်းချုပ်ပြီးဘေးကင်းစွာဆင်းသက်နိုင်ခဲ့ပါတယ်။ဒီဖြစ်ရာအွန်လိုင်းမှာကြဲပြန့်လူသိများလာပြီးရေခဲတွေဖုံးလွှမ်းနေတဲ့လျှို့ကူးရဲ့ဗီဒီယိုနဲ့ပုံရိပ်တွေဟာလူမှုကွန်ရက်တွေမှာပြန့်နှံ့ခဲ့ပါတယ်။လေဒီစီးပေါ်တွေနဲ့ကျွမ်းကျင်သူကသူ့ရဲ့အသက်ရှင်ကျန်ရစ်ခဲ့တာကိုအံ့ဖွယ်လို့ပြောဆိုကြပြီးအဲ့ဒီလိုချိန်နေစိုးတွေနဲ့ရင်ဆိုင်ရပြီးတက်ရှင်ကြံဖို့ဆိုတာအလွန်ရှားပါတယ်လို့ထောက်ပြခဲ့ကြပါတယ်။ဒါပေမဲ့တရုတ်အာဏာပိုင်တွေကဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးစုံစမ်းစစ်ဆေးမှုတွေစတင်လှုပ်ဆောင်နေပါတယ်။လျှို့ကူးဟာသူ့ရဲ့ပြန်စမ်းမှုအတွက်လိုအပ်တဲ့ခွင့်ပြုချက်ဒါမှမဟုတ်လေကြောင်းပိုင်တဲ့ခွင့်ပြုချက်ကိုမတင်ပြခဲ့ဘူးလို့သိရပါတယ်။တရုတ်နိုင်ငံရဲ့လေဒီစီးချင်းဆိုင်ရာစီးမင်းတွေကအမြင့်ပေ9000အောက်မှာသာပြန်စမ်းခွင့်ရှိတာကြောင့်ဒါစီးမင်းချိုးဖောက်မှုတစ်ခုဖြစ်ပါတယ်။ရလဒ်အနေနဲ့လျှို့ကူးကို6လကြာပြန်သန်းခွင့်ပိတ်ပင်လိုက်ပါတယ်ဒီဗီဒီယိုကိုကြိုက်နေတဲ့တဲ့ဆိုရင် like လေးလုပ်ခဲ့ပေးပါဦးနောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုဆက်လက်ကြည့်ရှုဖို့အတွက်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားဖို့မမေ့နဲ့နော်နောက်ဗီဒီယိုမှာပြန်ဆောင်တွေ့ကြမယ်ကျေးဇူးတင်ပါတယ်